တူဒီချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အစီအစဉ်လေးမစခင်ကျွန်တော်ဒီနေရာနေပြီးကျွန်တော်ရဲ့ဆရာဘူချံကိုဂါရဝပြုပါတယ်ကဲစလိုက်ကြစို့ကျွန်တော်ရဲ့ထုံးစံအတိုင်းပေါ့လေးလုံးခွေမတ်သက်ကလေးနဲ့အရင်စတော့တောက်ကြနေ့ခုနှစ်ဆိုတဲ့ကဏ္ဍတစ်လုံးကမနေ့ပဲပါညနေပဲပါခုနှစ်ပါပြီဆိုတာနဲ့2549ဆိုတဲ့အခွေကြာမယ်2549အခွေ2549အခွေအပူပါကြာပေးရမယ်ခုနှစ်တည်းအများကြီးပဲကဲလာပြီနောက်တစ်ပင်80ခွန်လို့ညနေမှာထွက်ပြီခွန်ပါသွားပြီဖြစ်တဲ့အတွက်သူ့ရဲ့ဖော်မြူလာအတိုင်း2549အခွေကြပေးရမယ်2994 2249ကဲဆက်သွားမယ်ကဲဒီမှာလာပြီခွန်နှစ်လို့ကြပြီကြတဲ့အတွက်ထုံးစံတိုင်း2549ကြပေးရမယ်ကဲဆက်သွားမယ်ကိုခွန်လို့ကြပြီဆိုတာနဲ့2549 94 45 94ကဲဆက်မယ်ခွန်3လို့ကြပြီဗျာခွန်3လို့ကြပြီဆိုတာနဲ့2549အပူပါ5ဘူး94 92 49ဟုတ်ပြီနောက်တစ်ပင်3ညခွန်ဇက်တိုက်ကြတယ်ကြားတဲ့အတွက်2549 အခုဆက်လာပြန်ပြီခွန်5ဇက်တိုက်ကြတယ်ခွန်5တယ်တော်တော်များတာ2549 25ကြာသွားပြီနောက်ထပ်ခွန်ဇက်တိုက်ကြတယ်ညနေမှာခွန်နှစ်2549 4ဘူးတယ်တာဝန်ကြည့်ပါတယ်ကဲ9ခွန်လို့နောက်အပြင်မှာကြပြန်ပြီဖြစ်တဲ့အတွက်2549အခွေ2954ကဲ9ခွန်ဇက်တိုက်ကြတယ်9ခွန်လို့ကြတဲ့အတွက်2549ကဲနောက်ဆုံးမှာ59ဆိုပြီးတော့ထွက်ပေးရပါတယ်ကဲဆက်ကြည့်မယ်မပါဘူးတောက်ကြံနေမပါဘူးတောက်ကြံနေညနေမှာခွန်9ဆိုပြီးတော့ကြပြီခွန်9ဆိုလို့ကြပြီဖြစ်တဲ့အတွက်သူ့ရဲ့ဖော်မြူလာအတိုင်း2549 2595ကြသွားပါတယ်ကဲအောက်ပင်မကြဘူးမကြရင်ပေါ်ဆက်တက်မယ်ဒီမှာတွေ့ပြီခွန်4တောက်ကြညနေမှာခွန်4လို့ကြပြီရှေ့ကြနောက်ကြနော်2549 4နှစ်ဖတ်ပြရမယ်ကဲခွန်3တောက်ကြညနေမှာကြပြီခွန်3ကြတဲ့အတွက်2549 25မရှိဘူးဆက်တက်မယ်အပေါ်ဆက်တက်လာပြီဗျာခွန်နှစ်တဲ့2549သတိရလိုက်2549ကြာသွားပြီ9545 99 အားရစရာကြီးကဲဆက်ကြည့်မယ်လာဘူးခွန်မပေါ်လာသေးဘူးခွန်ပျောက်နေတယ်တောက်ကြနေခွန်ပျောက်နေတယ်ဟောလာပြီနှစ်ခွန်တဲ့လာပြီဆိုတော့အပေါ်တက်မယ်သူ့ရဲ့အောက်အပင်ဆိုတော့အပေါ်တက်မယ်ကဲပိတ်ရရှိတယ်ဗျာပိတ်ရရှိတာကို99ဆိုပြီးတော့ချပေးသွားတယ်2549နောက်ထပ်95ဆိုပြီးချပေးသွားတယ်ကဲအောက်ပင်မှာခွန်4လို့ကြပြန်ပြီခွန်4လို့ကြတဲ့အတွက်2549 29 49
မိုက်တွေနော်အမိုက်တွေအကျွတ်တွေအမွတ်တွေကဲဒီမှာ3ခွန်ဆိုပြီးထပ်ကြတယ်ပြီ3ခွန်လို့ကြတဲ့အတွက်စဉ်းစားမနေနဲ့2 5 4 9အပူပါခွေပလိုက်2 5 4 9ဟိုးဟုတ်နေတာပဲ2 5 4 9ကဲဆက်သွားမယ်3ခွန်လို့ကြပြန်ပြီ3ခွန်လို့ကြတဲ့အတွက်2 5 4 9ကြပြီးတယ်ကဲအောက်ပြင်မှာတော့မရှိရှာဘူးမရှိတော့အပေါ်ဆက်တက်တာပေါ့ဆက်တက်တော့တွေးပြီဗျာခွန်နှစ်ဆိုတော့တောက်ကြညနေမှာထွက်ပြီဒီပြင်ပိတ်ရက်တွေနဲ့ဘယူမဆိုင်ပါဘူး2 5ဆိုပြီးထွက်ပြီးတယ်ကဲအောက်ပြင်ဆက်ကြည့်မယ်ခွန်လေးတဲ့တောက်ကြနေမနေ့မှာထွက်ပြန်ပြီခွန်လေးလို့ကြားတဲ့အတွက်2 5 4 9ဒီကောင်ဟာတော့သွားရှာပြီးပြက်တယ်ပေါ့အပင်ဒီတော့အများကြီးကြမှာသူလည်းပြက်ချင်ရှာမှာပေါ့ဒီရက်ဒီလိုထားလိုက်ပေါ့နော်2 5 4 9ပြောမယ်ဆိုအောက်ရောက်သွားတာပါအောက်ကိုဒီပတ်ကျော်သွားတယ်ပေါ့နော်2 5 4 9အပူးလို့ဆက်ထွက်တယ်ပြက်တယ်လို့လည်းမပြောတာဘူးပေါ့နော်အပင်တွေကအများကြီးဖြစ်နေတော့အောက်ကိုစုံဆင်းသွားတယ်ကဲအမှ3 ညခွန်ဆိုပြီးထပ်ကြတယ်အောက်ကြနေညနေမှာ3 ညခွန်လို့ကြတော့2 5 4 9 2 5 5 2 5 2ကျသွားတယ်ကဲခွန်ကဘယ်ပြောက်နေရလဲဒီမှာလာပြီခွန်ဆိုပြီးတော့ထိတ်ကနေထွက်တယ်ခွန်တက်ဆိုပြီးတော့တောက်ကြနေမနေ့မှာ2 5 4 9 2 5 4 9နှစ်ပူးဆိုပြီးတော့လာကြပြီးသွားတယ်ကဲဆက်သွားမယ်အောက်မှာခွန်နှစ်တဲ့တောက်ကြနေမနေ့မှာပဲခွန်နှစ်တဲ့အဲ့တော့2 5 4 9ကိုရွေးပြီးတော့ဒါထိုးလိုက်4 5 2 5ကျသွားတယ်ကျသွားရင်ဆက်သွားမယ်ဒီကတောက်ကြနေပိတ်တယ်ပိတ်ဂျာတာပရင်းလေးဖွင့်ဂျာတာပရင်းလေးမှာဂျာတာပရင်းလေးကိုယူလိုက်မယ်ဂျာတာပရင်းလေးကိုယူလိုက်မယ်ခွန်ထိတ်ခွန်ရှင်းတဲ့ဂျာတာပရင်းညနေမှာကြားတယ်ကြားတဲ့အတွက်ခွန်ကြတဲ့2 5 4 9 9 2 2 5ကြားတယ်ဗျာဒီမှာ4 9ပါထပ်ကြသေးတယ်2 5 4 9အကျွတ်တွေအမွတ်တွေဟာပိတ်ပြန်ပြီအင်္ဂါနေ့တင်ယူလို့ရမယ်ယူကြည့်တယ်ဗျာယူကြည့်တော့ဘလောက်ကောင်းလဲဆိုတော့သိကျင်လို့ခွန်နဲ့အင်္ဂါနေ့ညနေမှာဗုဒ္ဓဟူးကြာတာပြီတောက်ကြပိတ်တယ်အဲ့တော့ဖွင့်တဲ့အင်္ဂါနေ့မှာတင်ယူလိုက်မယ်ယူလိုက်တော့အုံဖွက်ပေါ့2 5 4 9 2 4တဲ့2 4တဲ့4 5တဲ့ကြာရှာတယ်မရဘူးအတင်းထွက်မယ်ဆိုတာကြီးပဲပြောတော့ကဲတောက်ကြနေမနေ့မှာခွန်နှစ်တဲ့ခွန်နှစ်ဆိုတော့2 5 4 9အပူပါခွေပလ4 2 4 5 4 2 4 4လှချက်ကြီးရတော့ကွာကဲဆက်ကြည့်မယ်ခွန်မလာဘူးအပေါ်တက်တယ်အောက်ဆင်းမယ်လာပြီတောက်ကြနေညနေမှာခွန်ကိုဆိုပြီးတော့လာတဲ့အတွက်2 5 4 9နားပါတယ်5ဘူးတဲ့နောက်ဆုံးတောက်ကြနေမှာ5 4တဲ့2 5 4 9ထွက်ပြီးရှာပါတယ်ကဲပိဿကြီးသွားပြီခွန်မလာပြီခွန်3ကွင်းထားတာကွင်းပေးထားတာအစင်သင်းဖြစ်အောင်လို့2 5 4 9 5 4ထွက်သွားပြီ2 4 2 5 4ကိုတာဝန်ကြည့်တယ်ဗျာကိုယ့်ဘက်ကသာတာဝန်မကြည့်ဖြစ်မှာဆိုတာကဲဒီမှာခွန်ကားတဲ့မဝိုင်းမိဘူး2 5 4 9ဒီမှာ2 4 2ဆိုပြီးထွက်တယ်အဲ့ဒါလေးတွေကြိုက်ရကဲဆက်ကြည့်မယ်ခွန်ပြောက်သွားပါပြီခင်ဗျာပြောက်သွားပါပြီပျောက်သွားပြန်ပြီတပင်းကဲဒီမှာတောက်ကြနေမနေ့မှာခွန်ကားတဲ့အဲ့တော့ပိဿကြီးဘာလုပ်မလဲ2 5 4 9 2 5 4 9 အပူပါ
we Matano Lego Abuwa que. Get not the hook tabiana. Gina, they will not the hook tabiana. Out the Kuaro Lave Tady, Brady, no? Brady Tady net. Jonya Winira. Chapter be pure, me. Generally, pay the Gina to do. Generally, Canali, Jin Kongwane, a to do. Kanzabi told Gigino. Pay that you, General Gupagani Savio. Generally, Dilong Guidi. Take the Brady. Kalayu. The down. Satin Vio. Young Chamelo. Diniani. The ring on Baba. Generally, Abi Java. Generally, Dama paid the Gina to do. Lay it to be indeed. 2 hours of my boy. The towns of the General Lilong Kui took we Tatwara near Tamare. But I let 20 love. Get some. Now we might join our women. Get Taujani, Manema, Atonia. Oh, Atonia Ponlido. Ah, I power Tonya and Naka Kong. Atonia Kong. Take 12, Atonia Kong. Take 20. Gina, they will break what time for sure. Now what Tonya Kong upon like a Kong. Nick Kong, break. Hang on. Arana Nico Bray, dividing be contain it. Combrain it. Ah, hobby. Say shower. Now Johnny Minute. Lena dinner. Latest we tried it. Lena dinner bon nga. I nga power Tonya and Nakaga Kong. Ah, Tonya Kong. Ah, Tonya Kong so that. Take 12 me. Ah, Tonya Kong take. Take you in Jana. I don't know cause or contact to the contact to the get be the Magina do Tonya Kong Pona Tonya Kong Nikon break. Hey. Ah, the gon Dibuma Panya Jadwar, Nikon break and Taba and the gon get a shower. She ah. Nikon break, Yarandi. Okay, now now boy, sat on me, Gilame. Pidobi, so now being. She don't the rock, only take a power chop and the cat go, did chop go so they can take, chow take. Okay, now no long bowing, Tonya break. Hi on. Tonya break. Java, yeah. The little show be like on. Sounded Bono, Nick. Taujani minute. Nick get power Connie and Naka Tonya. Nick on Tonya so they can take. Nick. Ale, you are a Jamadina. Okay, Gina do Con Tonya upon a con nip break. Young Manora and all the garo, and hope he convert chow this with Jar. I look in. Okay, Taujani minute, Titonia Sura, only tit. Okay, bottom. She away. Bottom, take a power chow and the cat go, did chow go so they can take, go take, did take, go take. The one, but the machine if you go. Chow go about, don't ya break. Don't like our say out chitters in Chabiba. Don't ya break so bring Abu Nechabi to about eh? Nga so roll it, Taujani Manamadi, Nga, a debut. Anga Ponya, Tonya,
3ညရဲ့ပါဝါ9 9ရဲ့နှစ်ခတ်3 3ည5 3ဆိုတဲ့ခွန်ထိတ်3ည3 3ည3ည5 3ထိတ်သူ့လဲတော့တာဝန်ကြည်သွားပြီကဲနောက်နှလုံးပေါင်းမယ်ဗျာ8 8 3ပရိတဲ့8 3ပရိအေးလောဘောင်းကသားကြီးလောဘောင်းက3ပရိတဲ့3ပရိဆိုပြီးကြပြီပါတယ်ဗျာကဲတောက်ကြနေ့ထပ်ကြည့်လိုက်မယ်တောက်ကြနေ့မနေ့တင်9ဆိုပြီးထွက်တယ်တင်9ပေါင်းခြင်းက6ကဲပါဝါ1ကဲနှစ်ခတ်က8 6 8ဆိုတဲ့ကဏ္ဍထိတ်ကဲ6ထိတ်ကြီးကတော့တန်းမြင်နေရပြီ6 1 6ကဲတင်းနဲ့ရှင်းနဲ့ပေါင်းတော့9မကျင်တဲ့ဖူး9ရဲ့ပါဝါ4 4 break လောက်ကြပါအောင်ကတာကြီးတို့က9 break တဲ့9 break 6 3ဆိုပြီးတော့9 break လို့ကြားပြီးသွားပါတယ်ကဲဒီမှာတောက်ကြနေမနဲ့9 3 8ဖြစ်လို့8ကပါဝါ3ရဲ့နှစ်ခတ်5 8 3 5ဆိုတဲ့ကဏ္ဍထိရမယ်3ထိတ်ထိရမှာမဟုတ်ထိတ်စီး3ထိတ်5ထိတ်8 3 5ပြီးသွားတော့ဆရာအလက်မလေး3ရဲ့5ရဲ့ပေါင်းတော့8 break 8 3 break အဲ့နပွဲလေးကိုစူးစမ်းထားတဲ့အသားကြီး3 break ဆိုကြာသွားပါတယ်ကဲဆက်သွားမယ်ဆိုတော့တောက်ကြနေညနေမှာမနက်မှာ3 9လို့ကြားတဲ့အတွက်3နဲ့9နဲ့ပေါင်း2ကပါပါ9ကနှစ်ခတ်က3ည2 3ညဆိုတာထိတ်3ည2 3ညထိတ်3ညထိတ်ဆိုပြီးတော့ကြာသွားပါတယ်နှစ်ပင်ကဲမကျင်နိုင်ဘူးဗျာနောက်နှလုံးကိုပေါင်းလိုက်အောင်မယ်ခွန်ရဲ့3ညရဲ့ပေါင်းတော့ခွန်နှစ်ဘီကေ9နှစ်ဆိုပြီးတော့ခွန်ပရိတ်ကြပါတယ်4 8ဆိုပြီးတော့နှစ်ပရိတ်ကြပါတယ်ကဲတောက်ကြနေမနဲ့8 8ပေါင်းခြင်း6ဖြစ်တဲ့အတွက်အပေါ်တက်ကြစို့ကလန်လာလည်းရွှေ့နေရကဲဟုတ်ပြီ6ကပါဝါ1ရဲ့နှစ်ခတ်8 6 8ဆိုတဲ့ကဏ္ဍထိတ်ရှေ့ဆက်သွားရင်3ထိတ်တရားပြီးကျိုးသရအကုန်ရောက်တော့မယ်ကဲဟုတ်ပြီနောက်နှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်4 break 4 break 9 break ဟာမိုက်နေရောကဲ9ရဲ့4ရဲ့ပေါင်းတော့9ရဲ့ပါဝါ4ရဲ့နှစ်ခတ်2 9 4 2ပါလဲဗောတစ်ချက်ကြည့်လိုက်မယ်9ထိတ်9 4 2ထိတ်ဟုတ်ပြီ9 4 2ပြီးသွားတော့နောက်နှလုံးပေါင်းခြင်းအလှည့်ကိုလာမယ်ဗျာ4ရဲ့2ကပေါင်းတော့6နဲ့ပါဝါ1 6 သားကြီးလောက်အောင်6 1ဒီကောင်ပတ်တက်လို့လေဗျာအောက်ပင်ကိုကူးသွားတယ်9 6ဆိုတော့တပင်ကျော်သွားတယ်6 1သနာပါတယ်ထားလိုက်ပါဒုလဲတွေကတော့နော်တပင်သူကပြက်ထားတာကိုတပင်ပြက်ထားတော့9ချိန်မြောက်6 1ဆိုတော့9 6အောက်မှာကျသွားတယ်ကဲ2နဲ့6နဲ့ပေါင်းတော့8ကပါဝါ3ရဲ့နှစ်ခတ်5 8 3 5ဆိုတဲ့ကဏ္ဍထိတ်ထိတ်ဆိုတင်းနေတာနေမနဲ့ပါတယ်ကျွတ်အမော်ကြီးပေါ့ဗျာကဲနောက်ထပ်5ထိတ်မလေးကဲပြီးသွားတဲ့တကာလကြတော့ဆက်လာမယ်3ရဲ့5ရဲ့ပေါင်းတော့8 3 break ကလည်းပါအောင်မယ်ဒီမှာ9တင်းနေတာနေညနေပိုင်းမှာလည်း9ဆိုပြီးတော့10 break ကျသွားတယ်ကြာသာပရင်းနေညနေမှာ3 break ဆိုပြီးကျပေးတယ်နောက်ထပ်မကျင်တဲ့သေးဘူးဆိုတော့တောက်ကြနေမှာ3ည8ဆိုပြီးတော့10 break ထပ်ကြပေးသွားတယ်အပေါ်ဝဲအောက်ဆင်းသွားတဲ့အတွက်သူကမြစ်တာလက်ဆောင်ဆိုတော့3မိနစ်လောက်ဆက်ပြီးသွားတယ်ကဲအဲ့တော့တောက်ကြနေမနဲ့3ည8ဖြစ်တဲ့အတွက်3ည8ကိုပေါင်းလိုက်တော့8
ရှစ်ကဲပါဝါ3ရဲ့နှစ်ခက်က9 835ဆိုတဲ့အဖြေလေးကတော့ရောက်တရားရဲ့အဖြေကတော့3ထိပ်ပါဗျာကဲသားကြီးနှစ်ကြိမ်လောက်တော့ကြပြီ3ထိပ်835ဒါဆိုရင်တောင်းကြည့်တယ်တောင်းကြည့်သွားရင်နောက်ကဗရိတ်ကိုချက်ရှိုးမယ်3ရဲ့9ရဲ့ပေါင်းတော့8မလုံးတော့3လား8ကဲပါဝါ3 83ဗရိတ်မနောင်းလဲနော်ဒီမှာခွန်6ခွန်ဆိုပြီးတော့3ဗရိတ်ကြပြီးသွားတယ်ကဲနှစ်3ညတောက်ကြဒီမနဲ့နှစ်3ညဖြစ်ပြီးဖြစ်သည့်အတွက်နှစ်နဲ့3ညနဲ့ပေါင်းတော့နှစ်နေကဲပါဝါ9ရဲ့နှစ်ခါက3ညနှစ်ခွန်3ညကဲနှစ်ခွန်3ညဆိုတဲ့ထိတ်ပိသက်ကြီး3ညဆိုပြီးတော့တနင်္လာနေ့မနေ့မှတယ်တာဝန်ကြည်သွားပါတယ်ကဲအောက်မှာခွန်နေပြောချင်တော့နော်ဆက်ကြသွားတယ်ကဲနောက်နှလုံးပေါင်းခြင်းလေးလာမယ်ဗျာခွန်ရဲ့3ညရဲ့ပေါင်းလိုက်တော့ခွန်ဆိုတော့ခွန်ရဲ့ပါဝါ2ခွန်2 break တော့ပေါင်းသားကြီးငါအရှက်တွေမခွဲပါနဲ့ကြပြီတယ်ဗျာဇာတာပတိနေ့ညနေနဲ့တောက်ကြနေညနေမှာခွန်2ဆိုပြီးကြပြီတယ်မလေးသူဆရာမျက်နှာတွေပူနေရှက်တော့ဘူးကဲတောက်ကြနေမနေ့မှာ4 2 4ဆိုပြီးတော့6ကြပြီ6ကြပြီဆိုတော့အပေါ်တက်မယ်ပေါ့နော်အပေါ်တက်ဒီဟာတော်တော်ရှိတာပဲ6ကြပြီဆိုတော့အပေါ်တက်မယ်တက်ပြီဆိုတော့ကဲ6ကဲပါဝါ1ကဲနှစ်ခါ8ဆိုတဲ့ကဏ္ဍထိတ်ပိတ်ရဲ့တနင်္လာပိတ်တဲ့အင်္ဂါနေ့မှာထွက်တဲ့6ထိတ်ဆိုပြီးထွက်ပြီးသွားတယ်တောက်ကြနေ့မနေ့မှာတစ်ခါထပ်ပြီးတော့6ထိပ်ဆိုပြီးတော့ထွက်ပြီးသွားတယ်တာဝန်ကျေသွားပြီနောက်ကပေါင်းခြင်း1 8ပေါင်းခြင်း9ဆိုတဲ့တယောက်ကရောတာဝန်ကျေပါမလား9 break 9 4 break အားတယ်ဗျာ9 3ညဆိုပြီး9 break ကြာသွားကိုရှယ်ကြီးနော်ကိုရှယ်ကြီးဘာကြီးလွမ်းနေမလဲကဲ6နဲ့5နဲ့တောက်ကြနေ့မနေ့6နဲ့5နဲ့ဖြစ်သွားပြီ6 5ပေါင်းခြင်း1တေကဲပါဝါ6ကဲပါဝါ6ကဲနှစ်ခါက9 1 6 9ထိပ်စီတစ်ချက်ရှိုးမယ်9ထိပ်1ထိပ်9ထိပ်တရားပြီကျိုးသရာရောက်တော့မယ်လိုင်းသားရမိကွက်စေးနီးလာပြီကဲ6နဲ့9နဲ့ပေါင်းလိုက်တော့9 3ည break ထိတ်ကတော့တာဝန်ကျေသွားပြီတာကြီးမင်းလည်းပဲ9 3ည break 9 3ည break 9 6 5 4 6 3ည9 6 5 2 3 5 2 8 3ညသူကလည်းအားကြမကန်ဘူးဗျာအပီကိုပေးသွားတာကြက်ကဲမကျင်နာဘူးဆက်သွားမယ်ကိုယ့်ရဲ့8ကဲပေါင်းတော့9ရဲ့ပါဝါ2ကဲနှစ်ခါ4ခွန်2 4ပါလဲကွာခွန်2 4အားလာပြီဗျာ2ထိပ်ခွန်ထိပ်2ထိပ်ဝေးလှနေရောပဲကဲနောက်နှလုံးပေါင်းခြင်းသူ့အလဲပေါ့ရှေ့ကပြီးသွားတော့သူ့ဆရာကြီးလက်2 4ပေါင်းခြင်း6ဆိုတော့6ကဲပါဝါ1 6 1ဆရာကြီးရှာပေးကြအောင်9 1 6 break ထွက်သွားပြီ6 break 6 1 break 1 break 6 break 2 4 6 break 3ည1 break သူကလည်းတာဝန်ကျေတယ်ဗျာတာဝန်ကျေသွားပြီတောင်သူဦးကြီးများတာဝန်ကျေသွားပြီဖြစ်တဲ့အတွက်ကဲတောက်ကြနေမနဲ့6နဲ့2နဲ့6နှစ်ဆိုပြီးကြာသွားပြီ6နှစ်ဆိုတော့ပေါင်းလိုက်မယ်8ကဲပါဝါ3ရဲ့နှစ်ခါ9 8 3 5ချစ်ဆုံးတော့ထားမှဖြစ်ခဲ့နေကဲ8 3 5ကိုတစ်ချက်ရှိုးမယ်ထိတ်စီးလေးတနင်္လာနေ့မနေ့တည်းပေးသက်ကြီးအောင်မြင်သွားပါပြီကဲနောက်ထပ်ဘာလေးဆက်ကြသေးတယ်3ထိပ်
တော်တော့ကွာအဲ့လောက်ကြီးကြတော့မလွမ်းတော့နောက်ထပ်ရှစ်ထိတ်တောက်ကြနေပါတယ်သုံးထိတ်ကရှစ်ထိတ်ကစိတ်တော်မကောင်းဘူးကဲရှေ့ကထိတ်စီးရတော့တာဝန်ကြီးသွားပြီကဲနောက်နှလုံးပေါင်းမဲ့3 5 8မင်းအလဲပဲကျန်တော့သားကြီးအောင်လုံးလိုက်အောင်3နဲ့5နဲ့ပေါင်းတော့8ပါဝါ3 8 3လုံးကြပါအောင်လုံးကြပါအောင်ရအောင်မင်းဟိုကောင်တာဝန်ကြီးနေပြီနော်သူလည်းကြီးတယ်ဗျာ3 3ညဆိုတော့3ပရိတော်ပြီမင်းအဲ့လောက်ဆိုရပြီကဲ3နဲ့8နဲ့ပေါင်းတော့တောက်ကြနေမနဲ့3 8ပေါင်းချင်း1ဖြစ်တဲ့အတွက်လာပြီကဲနောက်ဆုံး1ကပါဝါ6ကနှခတ်9 169ရဲ့ထိတ်တစ်ချက်ရှိုးရဲ့ကဲ6ဘူးဆိုပြီးတော့တာဝန်ကြည်သွားပြီကဲနောက်နှလုံးပေါင်းကြည့်မယ်ကဲရှေ့ကတစ်ထိတ်ကတော့တာဝန်ကြည်သွားပြီ169ကတော့ကဲနောက်နှလုံးပေါင်းချင်း695 3ညပရိကလေးကတော့တားကြီးလောပေါင်းတားကြီး3ညပရိကြာတာပရိညနေမှာ3ည5 5ဆိုတော့သူလည်းတာဝန်ကြည်သွားပါတယ်ကဲအဲ့တော့ခွန်5ဆိုပြီးတော့တောက်ကြနေမနေ့မှာကြာသွားပြီဖြစ်တဲ့အတွက်ပေါင်းချင်းခွန်5 2ကပါဝါ9ကနခတ်3ညနေခွန်3ညနေခွန်3ညထိတ်ဆောင်းငန်းလေးပဲရေးလိုက်တော့နေခွန်3ညထိတ်ကဲနောက်နှလုံးပေါင်းမယ်ဗျာနောက်နှလုံးပေါင်းမယ်ခွန်ရဲ့3ညရဲ့ပေါင်းတော့ခွန်ရဲ့ပါဝါ2ခွန်2ဘီကေတနင်္လာနေ့ဘူးလာမဲ့တနင်္လာတောက်ကြအတွင်းမှာနှစ်ခွန်3ညထိတ်နေခွန်နဲ့ brain နဲ့ရတော့အေးသက်ကြီးမြည်ဆန်းကြည့်လိုက်ပါကဲမကျင်နိုင်သေးဘူးနောက်ဆုံးတစ်ခုထပ်ပြအောင်ဒီပါကတော့နည်းနည်းရှည်သွားတယ်ပြီးခဲ့တဲ့အပတ်ကမလွှဲလိုက်ရလို့ခုမှလွှဲရတာဖြစ်တဲ့အတွက်နည်းနည်းလေးရင်ထဲမှာမြူသိပ်ထားရများသွားတယ်ကနန်းနေကဲဒါလေးကတော့တစ်မျိုးတစ်ပုံတစ်မှုထူးကြတဲ့အပူးလေးပေါ့နော်အပူးလေးလာပြီကဲရှစ်ဘူးလေးကပဲစလိုက်ပါရှစ်လို့ပူးပြီးညနေပိုင်းမှာရှစ်လို့ပူးပြီးဆိုတာလေဒီနှလုံးပေါင်းချင်း6တလုံးကိုစိတ်ထဲမှာမှတ်သူ့ရဲ့မနက်ကကနန်း6ကို28နဲ့28ပေါင်းချင်း3ည28 3ညကို6တလုံးနဲ့အောက်အပင်မှာထွက်ပြရမယ်28 3ညကို6တလုံးနဲ့26 28 3ညကို6တလုံးနဲ့26 6 3ညโอเคတမျိုးလေးပေါ့နော်သူကလည်းတမျိုးတစ်ဖုံတစ်ဘာသာလေးပေါ့လွမ်းနေမလားကဲတနင်္လာနေ့မနေ့မှာတနင်္လာနေ့ညနေမှာနှစ်လို့ပူးသွားပြီနှစ်လို့ပူးတဲ့အတွက်နှစ်နှလုံးပေါင်းချင်း4ကိုစိတ်ထဲမှာမှတ်ထားနော်1က6က16နှစ်ခုပေါင်းလိုက်တော့ခွန်16ခွန်ကို4တလုံးနဲ့ကပ်လိုက်ဟိုင်း16ခွန်ကို4တလုံးနဲ့ကပ်လိုက်တော့4ဆိုပြီးတော့အပူထွက်တယ်16ခွန်ကို4တလုံးနဲ့ကတော့1ခွန်ဆိုတာလဲထွက်တယ်461ခွန်အပူပါโอเคအဲဆိုရင်ဆက်သွားမယ်ဆက်သွားမယ်ဆိုတော့ကဲလူလေးလည်းပေါ့ကဲအပူလေးတွေလိုက်ကြည့်မယ်အပူလေးတွေကြည့်မယ်ဆိုတော့ကဲပြောက်အပူလေးတွေဒီမှာထိတ်ဆုံးမှာတွေ့ပြီ
တုံညာဘူးပူးသွားပြီညနေမှာတုံညာပူးသွားတာနဲ့ဒီနှလုံးပေါင်းလိုက်တော့လေတုံညာပဲဝါပေါ်လုံးတင်တော့လေဝိပါပဲနော်အဲ့တော့တုံညာကိုစိတ်ထဲမှာမှတ်တစ်ကဲ3ရဲ့ရှေ့ကမနက်ကန1 3တုံညာ1 3ဒီ1 3နှလုံးပေါင်းခြင်း4 1 3 4ဆိုတာကိုတုံညာနဲ့အတူခွေလိုက်ကြအောင်တုံညာ1 3 43 4 3ဆိုပြီးတော့ဒီကောင်အများကြီးမဝေးဘူးသူ့ရဲ့အောက်တပင်းနှစ်ပင်းမှာတန်းထွက်တာ4 3ပြီးပြီโอเคဆက်သွားမယ်ရတာလက်ဆောင်တွေပေးနေတာတော့ကျွန်တော်ရဲ့ရောင်းရဲ့ကတ်ထဲမှာကျတော့အထူးတွေရှိသေးတယ်အထူးတွေဒါပေးသက်ကြီးအပြင်းပြေဒါလည်းမထွက်ဘူးလားထွက်တဲ့ဟာတွေကြီးပဲပေါ့နော်အကုန်လုံးထွက်တဲ့ဟာတွေကြီးပဲဟိုကပိုလှတယ်ဟိုကတ်ထဲဟာတွေဆိုတော့ရေမချိုးဘဲနဲ့ဟိုတော့လှနေတယ်အခွေမျိုးတွေဖြစ်နေတာဒါတွေရောမလှလို့လားလှပါတယ်ကဲအမ6ဘူးလို့ကြာပြီ6ဘူးလို့ကြာပြီဆိုတာနဲ့6နှလုံးပေါင်းခြင်း8ကိုစိတ်ထဲမှာမှတ်ထားနော်တင်မလုံးတော့2လာပြီပါမလုံးနဲ့ကဲ8ကို5 6ရှေ့ကမနေ့ကနန်း5 6ပေါင်းလိုက်1 5 6 1နဲ့8နဲ့အတူတူပေါင်းပြီးသမားလိုက်ကြအောင်5 6 1 8ဘူးဆိုပြီးတော့ထွက်သွားတယ်โอเคကဲဆက်ကြည့်မယ်ကဲမလာသေးဘူးအခုမလာသေးဘူးဒီမှာ6ဘူးတွေ့ပြီ6ဘူးလို့တွေ့ပြီဆိုတာနဲ့နှလုံးပေါင်းခြင်း8ကဲရှေ့က6 6ထပ်ပေါင်း6 6 5သူကြတော့3လုံးလုံးတွဲယူရတယ်နော်ဒီကောင်တော့8တလုံးနဲ့ဟုတ်ပြီ6 6ပေါင်းခြင်း5 6 6 5နဲ့8နဲ့ပေးစားကြမယ်6 6 5နဲ့8နဲ့ပေးစားတော့6 8ဆိုပြီးတော့ထွက်ပါတယ်ဆက်ပြီးတစ်ကြတယ်ဗျာတစ်ကြတော့တစ်ကိုတစ်ခါထပ်ပြီးတော့ပေါင်းလိုက်မယ်တစ်နဲ့ပေါင်းတော့2ကိုမှတ်ထားပြီးရင်ရှေ့က6 8ပေါင်းခြင်းခွန်6 8ခွန်နဲ့2နဲ့ပေးစားမယ်6 8ခွန်2 8နဲ့2 8ဆိုပြီးထွက်တယ်နာကဲဒီမှာ6ဘူးပြန်ပြီ6ဘူးပြီဖြစ်တဲ့အတွက်6နဲ့6နဲ့ပေါင်းခြင်း2ကို3ရဲ့6ရဲ့ပေါင်းခြင်း9 3 6 9နဲ့2နဲ့အတူတူရောသမမွေးလိုက်မယ်3 6 9နဲ့2နဲ့3 6 9 2 3 6 9 2 3 9အများကြီးမဝေးဘူးသူကအောက်တင်1ရက်2ရက်အတွင်းကတ်ထွက်တာရုံကြည်နဲ့သာလုံဆန်းအောင်လှော်သမ်းမှာလောက်လှတဲ့ဟာကြီးတွေကျွတ်ကြီးရနော်ကဲ3 3ပူပြန်ပြီ3 ပေါင်းခြင်း6ကိုရှေ့ကမနက်ကထွက်တယ်3 3ညပေါင်းခြင်း3 3 3ညနဲ့ပေါင်းခြင်း3ဆိုတော့လေ3ဖြစ်နေ3 3ညနဲ့6နဲ့ပေးစားမယ်3 3ညကို6နဲ့ပေးစားတော့6 3ညဆိုပြီးတော့သူ့ရဲ့မဝေးကွာလှသောအောက်ရဲ့တပင်နှစ်ပင်မြောက်မှာနေထွက်ပါတယ်6 3ညဆိုပြီးတော့ထွက်သွားတယ်ကဲအဲ့တော့လာပါပြီခင်ဗျာကဲဘာဒီဘယ်လိုဖြစ်နေလဲဆိုတာဒီမှာငါပူသွားပါပြီကျွန်တော်တို့မျောလင့်နေတဲ့တောင်းတနေတဲ့ခုလာမဲ့တနင်္လာတောက်ကြအတွက်အဖြေလေးရတော့ဘေးသက်ကြီးရဲ့အဖြေရတော့ငါနှလုံးပေါင်းခြင်း3ညကိုစိတ်ထဲမှာမှတ်ထားနော်ရှေ့ကမနဲ့ထွက်တဲ့ခွန်5ဆက်ပေါင်း2ခွန်5 2ကို3ညနဲ့ပေးစားမယ်လက်ဆောင်လေးတွေ3ည5ခွန်2ခွေအပူပါအောက်မှာကဏ္ဍလေးရေးပေးထားတယ်3ည5 3ညခွန်3ည2 5ခွန်5 2ခွန်2 3ညဘူး5ဘူးခွန်ဘူး2ဘူးကဲတနင်္လာနေ့တော့တောက်ကြအတွင်းမှာရကြပေါက်ကြအောင်ကြပါစေကံကောင်းကြပါစေကျွန်တော်ကတော့ဒီမှာပြီးကန်ဒီလေးမှာကျွန်တော်
ကြော်ညာဝင်လာပေါ့နော်ဘလို့ပြောရမလဲကျွန်တော်အခုဒီဘက်ကနေစပြီးတော့ကျွန်တော်ရဲ့ကတ်ကလေးကိုစတင်ပြီးရောင်းချပါတယ်ရောင်းချတယ်ဆိုတာအများကြီးလည်းမဟုတ်ပါဘူးကျွန်တော်စရောင်းတယ်ဆိုတော့ဒီလိုပေါ့ကျွန်တော်ရဲ့ဒုတိဝါသနာရှင်တွေနဲ့အတူတူကိုလည်းလိုက်ပြီးထိုးရင်းနဲ့ထိုးလဲထိုးပါတယ်ဘာဖြစ်လဲဖီလင်ရှိတာပေါ့နော်ကိုကနန်းလေးနဲ့ကိုရဲ့ပရိသတ်နဲ့အတူရောပြီးတော့ထိုးရတဲ့အခါကျပရိသတ်ကြီးကလည်းဒီပေါ်မှာကျွန်တော်ဒီကတ်ကလေးရောင်းတယ်ဆိုတာအများကြီးမဟုတ်ပါဘူးကျွန်တော်1000နဲ့ပါကျွန်တော်မှာဘာဒီပါလဲဆိုတော့၄လုံးအခွေ2ခုပါမယ်ဒီထဲမှာအခုပြတဲ့ light ထဲမှာပြတဲ့၄လုံးခွေမဟုတ်သေးဘူးနော်အဲ့၄လုံးခွေလည်းထွက်မှာပဲကျွန်တော်ရှိမှရှိတဲ့၄လုံးခွေရလည်းတက်2ခုရှိတယ်အဲ့2ခုပါမယ်ဗရိတ်ပါမယ်ဗရိတ်နှလုံးပါမယ်နောက်ပြီးတော့ထိတ်နှလုံးပါမယ်ကျွန်တော်1000နဲ့ပါတခုတည်းရွေးလိုက်ရင်တော့မှတခုတည်းလိုက်တော့မှဒီ1000ကအေးဆေးပါရအောင်ရမယ်ကျွန်တော်ကတ်တွေကမထွန်းမရှိပါအဲ့ဒီအတွက်ကျွန်တော်ကတ်ထဲမှာဘာတွေရှိတယ်ဆိုတာကတော့သိကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ငယ်ငယ်တုန်းကယထာတွေပေါ်မှာရောင်းတယ်လို့ပေါ့ဇီးပြားလည်းမစားနဲ့ရီးစားလည်းမထားနဲ့ဇီးပြားစားတော့သွားကျိတ်တယ်ရီးစားထားတော့ဟုတ်ကဲ့သိကျင်တော့ဝယ်ဖတ်ပါဟဲ့1000ဝယ်ပြရတယ်နော်ကတ်ထဲမှာဘာတွေပါတယ်ဆိုတာကိုသိကျင်တော့1000နဲ့ဝယ်ပြီးတော့ဖတ်လိုက်ပါဟိုအရင်တော့ကတော့အဲ့လိုပြောလို့ရှိရင်တစ်ချက်ပဲပြရတယ်ခက်ကကွာသွားပြီက1000ဖြစ်သွားတယ်နော်ကဲသိကျင်တော့ဝယ်ဖတ်ပေးပါ1000ပဲရှိပါတယ်โอเคပါကျွန်တော်ရဲ့ Viber KB ဖုန်းနံပါတ်ကတော့39963169 269 39963169 ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကိုလည်းအပိကြအောင်ပေးသက်ကြီးအောင်စပူတော့မဟုတ်နော်ဟဲ့ကျေးဇူးပါမင်္ဂလာပါဂုလတ်ကံကောင်းကြပါစေအောင်မြင်ကြပါစေ